ဒီတခါတော့ကျွန်တော်က IRR ကို manage လုပ်ပါဆိုတော့ message လေးပို့ရှိတယ်ဒီတော်တော်များများက IRR ကိုနေပြီးတော့စိတ်လေးဝင်စားတယ်လို့စဉ်းစားကြဘူးပေါ့နော် IRR ဆိုတာဘာလဲဆိုတော့အရင်ပြောပြဖို့လိုပါပေါ့နော် IRR ဆိုတာအင်္ဂလိပ်လိုကြားတော့ Internet Rate of Return ဒီနေ့ပြောရရင်မြန်မာလိုပြောရရင်တော့ဗျာဆိုတော့တိုးပေါ်ကိုတိုးဆင်းတဲ့သဘောပါပဲဒီနေ့ကိုပိတ်ဆန်သိန်း100 investment လုပ်လိုက်တယ်ဆိုတော့10မြတ်တယ်ဆိုလို့ရှိရင်110ဖြစ်တော့တယ်ဒါဆို IRR က 10% ပေါ့နော်နောက်နေ့ကြတဲ့ခါကျတော့အဲ့110ပေါ်မှာကျွန်တော်တို့က 10% ထက်မြက်တယ်ပေါ့နော်ဒါစစ်သက်သိန်းထက်မြက်မှာပေါ့အဲ့ဒါကိုပေါက်လိုက်တယ်ကျွန်တော်တို့နော်အဲ့တော့120နဲ့3သိန်းရတော့တာပေါ့အဲ့ပေါ်မှာနောက်တစ်နေ့လုပ်လိုက်တယ် 10% ထက်မြက်တယ်အဲ့လိုမျိုးပေါက်ပြီးတော့တက်တော့တာပေါ့ဒါကို IRR လို့အယုံရှိဆုံးပြောလို့ရတယ်သူသွင်းပြတော့ရဲကွဲနဲ့မှာပိတ်ဆန်ရှိတဲ့တိုက်ပါပဲအတိုးပေါ်အတိုးစင်းတောက်လိုက်တာသာမန်နေထက်မှာတော့မပိတ်ဆန်ထိပ်ဘယ်လောက်ရမလဲငွေတရားမှာဘယ်လောက်ရမလဲလို့မေးတာပါအမေကသူက AR ကိုမင်းနေတာဒါပေမဲ့ AR ကိုရေကိုနေတော့သူကမဲတာတကယ်တမ်းစိတ်ဝင်စားလို့စိတ်ဝင်စားအဲ့တော့တချို့ကကြားတော့လုံရှင်စိတ်တွေအရင်မြောင်းနေဝုန်းဒိတ်ရှလိုက်တယ်အဲ့တချို့ဆိုလို့ရှိရင်လာတယ်ဒေါ်လာ300ရင်းမှာမဟုတ်လို့သန်း300ရင်းမှာမဟုတ်လို့ဟာ AR ဘယ်လောက်လဲဆိုတော့မဖြစ်နိုင်ဘူးကိုယ့်ရဲ့ AR တော့မသိဘဲနဲ့နေပြီးတော့ဘသူကသူနဲ့အလုံးရှုပ်ခံမလဲဗျာဒေါ်လာ200 300 investment လုပ်ဖို့အတွက်နော်တချို့ကြောက်လဲအဲ့ဒါမကြည့်မနဲ့ရှာလိုက်တဲ့ခါကျတော့ဝုန်းတိုင်းဆိုလို့ရှိရင်တချို့ case တွေမှာကြာအောင်မြင်သွားတယ်ဘယ်လိုအောင်မြင်သွားလဲဆိုတော့သူလုံးပဲခွင့်ရလိုက်တဲ့အလုပ်ကိုနေပြီးတော့ AR ကောက်တဲ့အလုပ်တွေဖြစ်နေတာပေါ့ဗျာတချို့ကလည်းသူသောစာမီနဲ့အလုပ်ရဲ့ industry nature က AR ကောက်တဲ့အလုပ်တွေဖြစ်နေတာအဲ့တော့သူတို့ကဒါတွေမလိုတော့ဘူးတွက်ရှင်းစရာမလိုတော့ဘူးဆိုပြီးတော့သူတို့ကရှာကြချိုးကြောက်လဲ AR လေးစိတ်ဝင်စားဘူးသူလောလုပ်တဲ့အလုပ်မျိုးက AR ကောက်တဲ့အလုပ်လေးမဟုတ်ဘူးသူကနေပြီးအဲ့မှာကိုယ်ရောဘာမှားခဲ့လဲဆိုတဲ့ကိစ္စတခုကိုပိတ်စံတာကုန်တော့တယ်မသိတဲ့လူတွေအများကြီးအဲ့ဒီနေထားမှာနေပြီးတော့ကျွန်တော်တို့က financial feasibility study လုပ်တယ်ဆိုတာရှိတယ်ဘန်ဒါရေးကစီးပွားရေးတွက်ရှင်ကြည့်ရလားပထမဆုံးတွက်ရှင်းကြည့်တာပေါ့နော်အဲ့ဒါကို AR ကိုခေါ်ပါအဲ့ဒီ AR ကိုတွက်ဖို့အတွက် AR ကို manage လုပ်ဖို့အတွက်အရင်ရေးကြည့်ပါတယ် investment တွေမှာအရင်ရေးကြည့်ပါတယ်ဒါကြောင့် AR ကို manage လုပ်ပါလို့ message ပေး